အားလုံးမင်္ဂလာနဲ့ခင်လေးပါရှင်ဒါကတော့အေယာဝတီတိုင်းလက်ပတာမြို့ရဲ့ဘရုံမာဖျောင်းနိုင်လုပ်ငန်းလေးပါတယ်ရှင်ကျမကတော့ဘရုံမာဖျောင်းနဲ့ပတ်သက်ပြီးတော့ဖျောင်းလုပ်ငန်းနဲ့ပတ်သက်ပြီးတော့ဤပညာတွေပေးတဲ့ဤပညာတွေသင်တန်းတွေပေးတဲ့သူဖြစ်ပါတယ်ရှင်အေယာဝတီတိုင်းလက်ပတာမြို့ကပါဒါကျမတို့ဖျောင်းနိုင်လေးတွေပါရှင်မမရေတဲ့ဖျောင်းနိုင်လှုပ်ပုံလှုပ်နည်းလေးပြန်တင်ပေးပါဆိုတော့တင်ပေးလိုက်ပြီးညီမလေးရေတစ်ချက်ကြည့်လိုက်ပါဦးနော်ဒါကပထမဦးဆုံးဒါဖျောင်းနိုင်လောင်းပြီးသားပေါ့နော်ဖျောင်းနိုင်တင်တာပါဒါဖျောင်းနိုင်လေးတွေတင်တာပါပေါ့နော်ဖျောင်းနိုင်လေးတွေတင်တာပါအဲ့မလေးကျမတို့ဒီမနေ့ကညတင်လိုက်တဲ့ဗီဒီယိုပေါ့နော်အလိန်ခန့်ပြီးနောက်ပိုင်းမှာကျမစိတ်ကူးမိတာလေးတခုပေါ့နော်အရန်စိတ်ဆင်းရဲခဲ့ပါတယ်အဲ့ဒီအချိန်တုန်းကလေစိတ်ဆင်းရဲလုံးအားကြီးတော့အော်လို့ငါတို့လို့ဒီလောက်စိတ်ဆင်းရဲနေတာဒါအတိတ်ဘဝကပြုခဲ့တဲ့အရာတခုပေါ့နော်ကုသိုလ်အကုသိုလ်ပေါ့နော်အဲ့ဒါကြောင့်ကိုဒီလိုအလိန်ခံရတာပေါ့နော်အဲ့ဒါကြောင့်ကျမကနေ့တိုင်းတနေ့ကိုကုသိုလ်တခုရအောင်ဆိုပြီးဒီအလုပ်ငန်းလေးတွေကိုတင်ပေးတာပါရှင်ခုနဖျောင်းနိုင်တင်ပြီးသွားပြီဖျောင်းနိုင်တင်ပြီးသွားပြီဆိုတော့ဒါဖျောင်းနိုင်ကိုခုနကစီတုပ်လိုက်တယ်လေစီတုပ်တယ်စီတုပ်ပြီးတော့ဒါဖျောင်းနိုင်လေးတွေကိုအပေါ်တင်တာပေါ့နော်ဖျောင်းနိုင်လေးတွေကိုအပေါ်တင်တာပါဖျောင်းနိုင်လေးအပေါ်တင်ပြီးသွားလို့ရှိရင်အလဲစင်တာကြမကြဆိုတာဒါချိန်ပေးတာပေါ့နော်ဒါဆိုကျိုးတွေကတွေ့တယ်မဟုတ်လားကျိုးတွေကညက်နေတာအဲ့လိုအလဲစင်တာမကြလို့ရှိရင်ဖျောင်းနိုင်ကလေအကုန်မလောင်ပေါ့နော်အကုန်မလောင်သွားပါဘူးဒါကြောင့်မလို့အလဲစင်တာကြအောင်သူ့ညှိနှိုင်းပေးရပါတယ်အဲ့လိုညှိပြီးသွားပြီဆိုရင်ဘာလုပ်လဲဆိုတော့ဒီထဲမှာဖျောင်းအစင်နဲ့လောင်းလို့ရနေပြီနော်ဖျောင်းလောင်းလို့ရပြီဒါဖျောင်းနိုင်လောင်းနေပါတယ်ရှင်တယောက်တည်းရိုက်ပြီးတယောက်တည်းတင်ရတော့နည်းနည်းအမြင်မတော်တာလေးရှိရင်လည်းချစ်တဲ့မျက်လုံးလေးနဲ့ကြည့်ပေးကြပါရှင်ဒါဖျောင်းနိုင်လောင်းနေပါပြီရှင်ဒါကျမတို့တက်ကြွတဲ့ဟာလေးနဲ့ပညာဒါနလေးတွေဒါလိုင်းဘဝတင်ပေးတာပါရှင်ဒါတနေ့ကိုကုသိုလ်နည်းနည်းရအောင်လို့ပါရှင်ဟုတ်ပြီဒါဖျောင်းရီလောင်းနေပါတယ်ရှင်ဖျောင်းရီလောင်းပြီးသွားပြီဒီဖျောင်းရီလောင်းပြီးသွားပြီဆိုဖျောင်းက6မှာလေ2မိနစ်3မိနစ်နောက်လေးနေဖျောင်းက6တာပေါ့နော်ဖျောင်းက6ပြီးသွားပြီဆိုရင်ဒါ6နေတဲ့ဖျောင်းပေါ့ဘာလို့မလဲဆိုတော့သူ့ကိုဖျောင်းနိုင်လေးတွေကိုဒါဖျောင်းရီလောင်းထားတာလေးကိုပြတာပေါ့နော်ဒါ6သွားပြီ6တဲ့ဖျောင်းနိုင်လေးတွေကိုပြီးနေပါတယ်ရှင်ပြီးရင်လေသူ့ကိုလေညီမလေးတယောက်မိတာရှင်မမကြီးတဲ့ဖျောင်းနိုင်ကိုမကြီးပဲနဲ့ဘာလို့အိတ်ထဲထဲတာလဲတဲ့အဲ့ဒါလေးတိရညီမလေးလုပ်ငန်းအတွေ့အကြုံကြာလာတဲ့အခါကြာလို့ရှိရင်လက်ထဲမှာကင်လိုက်လို့ရှိရင်အချောင်းရင်ဘယ်လောက်လဲဆိုတာသိရလေနော်သိတယ်အဲ့ဒါကြောင့်ကြီးစရာမလိုပါဘူးရှင်ကဲဒီနေ့အတွက်ဒီလောက်ပါပဲရှင်ကျေးဇူးအများကြီးတင်ပါတယ်ရှင်ချစ်ပေးကြတဲ့